အိုးတစ်လေးထားရုံလို့ကျွန်တော်ထပ်ပြပေးပါမယ်ခင်ဗျာအိုးကကျွန်တော်ဒီဇိုင်းလေးမျိုးလာတာပေါ့နော်အဲ့ကျွန်တော်ဒီဇိုင်းလေးမျိုးကိုသူက site ကြီး site သေးအဲ့လိုမျိုး site နဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော် site ပေါ်မှာအတိုင်းကျွန်တော်ပြပေးပါမယ်ခင်ဗျာကျွန်တော်လည်းတူလိုက်ကြည့်ပေးပါဦးနော်ပထမဦးဆုံးဗာလေးပြပေးရမလဲဆိုတာသူကတယောက်ဒီဇိုင်းဆက်ဆံလေးကိုသူကတယောက်မိပေါင်းလေးပေါ်စံလိုမျိုးတော့ပေးထားတာဒီလိုမျိုးလေးသူက quality ကလည်းယူရီးယား quality ဖြစ်တော့တယ်လောင်းကအကုန်မှာ quality ကောင်းပြီးတော့အမှားသားဖြစ်တယ်သူကကျတော့ဒီလိုမျိုးအိုးလေးတွေပါတယ်အိုးလေးတွေပါတယ်ဒီဟာကျတော့အပေါက်မပါဘူးသူကဒီထဲမှာရေထည့်ပြီးတော့မှဒီလိုမျိုးစွတ်ပြီးတော့မှပေါ့နော်ဒီလိုမျိုးစိုက်ရတာအပေါ်မှာကျတော့သူကအောင်းမလေးတွေထိပေါက်ပင်လေးတွေအဲ့လိုမျိုးရှူလာငွေလာပန်းပင်လေးတွေစိုက်လို့ရတယ်နောက်နေ့ကျရင်လည်းကျွန်တော်စိုက်ပြီးတော့မှထပ်ပြပေးပါအောင်မယ်နော်အခုကကျတော့အိုးသေးလေးရောက်လို့ထပ်ပြပေးတာပါကျွန်တော် install ကတော့အများကြီးမလာဘူးနော်သူကကျတော့ယူရီးယားကနေကော်အိုးဖြစ်တဲ့အတွက်သူကအလာနဲတယ်ပေါ့နော်ဒီလိုကော်အိုးလေးတွေရပါတယ်ခင်ဗျာပြီးတော့နောက်တစ်မျိုးကကျတော့ဘာဖြစ်မှာလဲဆိုတော့ဒီလိုမျိုးတော့က quality အကောင်းသားပေါ့နော်တော့ကဒီလို design လေးကကျွန်တော်လာတာတုံနေတယ်ဟိုကလူကြိုက်လဲများသလိုအရန်လဲ best seller ဖြစ်တယ်ရောင်းရတဲ့အပင်လဲရောင်းရတဲ့အိုးလေးတွေလည်းဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုး design လေးတွေရှိမယ်သူက design ကကြတော့ဒီလိုမျိုးလာမယ်ဒီလိုမျိုး design ဟိုမှာဒီလိုမျိုးလာမယ်အစင်းလေးဆိုတော့သူက quality ကောင်းပြီးတော့မှကျွေဦးနီးပါးလောက်ကောင်းပြီးတယ်ပေါ့နော်ဒီလိုမျိုးဒါက lash ဒါက medium ပြီးတော့မှ small ပေါ့ဒါတော့ lash ရဲ့ဒါပြီးတော့မှ medium ရှိမယ်ပြီးတော့ small ရှိမယ်ကိုကြိုက်တဲ့အပင်စိုက်လို့ရတယ်ဒီလိုမျိုးအပင်အကြီးအပင်သေးအပင်လဲအဲ့လိုမျိုးစိုက်ပြီးတော့မှရှင်ပြီးတော့ထားချင်တယ်ဆိုရင်လည်းတကယ်ကိုလှတယ်သူကကြိလိုက်တာနဲ့ကိုကော်နီးပါးလို့မခံစားရဘဲနဲ့ကျွေပေါ့ပပလေးနဲ့ကျွေနီးပါးလောက်ကိုခံစားရတယ်ဒီလိုမျိုးအိုးလေးတွေပေါ့နော်တုံမှလက်စရီဆန်ပြီးတော့တုံလာတယ်ဒီလိုမျိုးအိုးလေးတွေလည်းကျွန်တော်တို့ရှိမှရောက်ပြီ install ကတော့တွေ့ရတဲ့အတိုင်းပဲအများကြီးမလာဘူးဒါဆိုရင်တစ်ပတ်လောက်ဆိုရင်သူကအကောင်သွားတာအဲ့လိုပုံစံမျိုးဒီလိုမျိုးအိုးလေးလည်းရှိရဒီကောင်လေးကကျတော့ရေခံကြပါတယ်ဒီရေခံကြလေးပြပေးမယ်ဒီလိုမျိုးဒီဇိုင်းလေးရှိရသူကဒီလိုမျိုးအပေါက်ကဒီလိုမျိုးရင်ဝင်ထွက်ကောင်းအောင်လို့လေဝင်ထွက်ကောင်းအောင်လို့သူကအပေါက်ကနေပြီးတော့ဒီဘေးနာပတ်ချလင်မှာသူကဒီဇိုင်းလေးကဒီလိုမျိုးအပေါက်ဆိုရင်လည်းအများကြီးပဲသူကရေစီးအားကောင်းအောင်လို့လောက်ပေးထားတာ quality လည်းတော်မှကောင်းတယ် quality လည်းဖြစ်တယ်သူကယူရီးယားအိုးတွေဖြစ်တဲ့အတွက်လောင်းဝဟိုမှာလက်စရီဆန်တယ်အယောင်အသွေးကအစတော်မှလှပြီးတော့မှချောအီနာပဲเนาะဒီလိုမျိုးအိုးလေးတွေသူကကျတော့ lash ရဲ့ပြီးတော့မှ medium size ရဲ့ပြီးတော့ small ရဲ့ဆိုပြီးတော့မှတောင်းခုလာပါမယ်အဲ့လိုမျိုးအိုးလေးတွေရှိပါတယ်ပြီးတော့နောက်တစ်မျိုးကကျတော့ကတ်ရတယ်ပြီးတော့ဒီလိုမျိုး၄တော့ကော်လေးတွေခုနဒီအဝမ်းလေးနဲ့အတူတူပဲပေါင်းစံတူပဲဒီလိုမျိုးအပေါက်လေးတွေပြီးတော့မှဒီလိုမျိုးရေးစရာကောင်းတယ်ဒီလိုမျိုး၄တော့ကော်လေးတွေဒီလိုမျိုးဒီဇိုင်းလေးရှိမယ်သူလည်းအတူတူပဲသူလည်းအတူတူပဲသူကဒီတော့အရန်လာတယ်ပေါ့နော်ကျွန်တော်လည်းအရန်ချက်တယ်ကိုလေးမှာပါတယ်ပြီးတော့အဖြူတက်လဲဆိုရင်အပင်လေးနဲ့မဆိုအကောင်လိုက်တယ်ဘယ်အပင်လေးနဲ့ပဲစိုက်လို့မျိုးအချီအသေးအလန်းစိုက်လို့ရရဲဒီလိုမျိုးဒါကကျတော့ medium size ကိုဒီလိုမျိုးလောက်ထားရင်လည်းလာတယ်ဒီလိုမျိုးလူလည်းထက်ကောင်းပြီးတော့မှအပင်စိုက်မယ်ဆိုရင်အရန်ကိုလာတယ်ဒီလိုမျိုးခံပြားလေးပါတာဖြစ်တယ်လေးတော့ပါတာဖြစ်တယ်အရန်ကိုမှလာတယ်ဒီလိုမျိုး quality ကောင်းတဲ့ကော်လေးတွေ British မှာရနေပါပြီတကယ်နိုင်ယူရှင်နေဆိုရင်ကျွန်တော်တို့Facebook Messenger မှာလည်းမှာလို့ရတယ် Viber အကောင့်မှာလည်းမှာလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆောင်းနေကြည့်စုပြည့်အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ